တဲ့ထင်ရပြီမဲ့အမှန်တရားဖြစ်နေတဲ့ပါရာဒေါ့10ခုဟိုင်းအားလုံးပဲရင်များလေးရင်ငယ်လေးဆိုတာကြားဘူးလားပင်လေရေကိုပြောတာလေလောကကြီးမှာအဲ့လိုမျိုးစန့်ကျင်ဘက်ဖြစ်နေပြီမဲ့အမှန်တရားဖြစ်နေတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါပါရာဒေါ့လို့ခေါ်တယ်ဒီနေ့ကိုရိုးပွားတဲ့အရေးပါမယ်ပါရာဒေါ့10ခုကိုပြပြပေးမယ်နော်နံပါတ်1 The Constant Change Paradox အရာရာတည်မြဲနေတာဘာမှမရှိဘူးဆိုတဲ့အချက်ပါဒါပေမဲ့အရာရာမတည်မြဲဘူးဆိုတဲ့အချက်ကတော့ထာဝရတည်မြဲနေပြန်ရောချုပ်သွားလားတင်ပါပဲလုံးလုံးရာသီဥတုတွေပြောင်းနေမယ်ဖုံးမော်တဲ့အသစ်တွေထပ်ထပ်မယ်တင်ကြီးစားတွေပြောင်းမယ်ဒါကတော့မသိချဘူးပေါ့နော်အဲ့လိုပဲအရာအလုံးကပြောင်းလဲနေတာပေါ့ဆိုတော့ကကိုဘွားကြီးဘာလို့ပြောင်းလဲနေတာလဲလို့စိတ်မညစ်လိုက်နဲ့နော်ပြောင်းလဲခြင်းတွေကိုကပုံမှန်ဖြစ်နေတာမို့ပါပြောင်းလဲတာကိုလက်ခံလိုက်တဲ့အခါတင်အတည်ငြိမ်ဆုံးလူသားဖြစ်သွားပါလိမ့်မယ်နံပါတ်2 The Persuasion Paradox တငယ်ချင်းကိုညင်ဘူးလားငါပြောတာယုံစမ်းပါကွာလို့အတင်းပြောလေသူကပိုပြီးခေါင်းမာလေးမဟုတ်လားဒီ paradox ကဘာလဲဆိုတော့လူတယောက်ကိုယုံအောင်ပြောချင်ရင်ညင်ခုန်တာကိုရလိုက်ပါဆိုတာမျိုးကျောင်းတစ်ကောင်ဖမ်းတယ်လို့ပါပဲအချင်းလိုက်ဖမ်းရင်ထွက်ပြီးမယ်ညင်ညင်လေးထိုင်းနေကိုပောင်ပေါ်ရောက်လာပါလိမ့်မယ်လူတွေလည်းတူတူပါပဲသူတို့ပြောတာအရင်နားထောင်ပေးလိုက်ပြီးမင်းပြောတာဖြစ်နိုင်တယ်လို့အရင်ပြောလိုက်ပါဒါဆိုရင်သူတို့ကမင်းပြောတာလည်းဟုတ်တာပဲဆိုပြီးပြန်လက်ခံလာလိမ့်မယ်နံပါတ်3 The Wisdom Paradox တပိတ်ဆိုင်ရာဆရာကြီးတွေကိုတွေ့ဘူးတဲ့ဟုတ်သူတို့ကနိုင်ငံရေးစီးပွားရေးစစ်ပွဲအကုန်သိကြတယ်တကယ်တက်တဲ့ပညာရှင်တွေကြတော့ကျွန်တော်သိမသိပါဘူးလို့ပြောကြတယ်ဒီ paradox ကတင်ပိုသိလေတင်ဘာမှမသိသေးဘူးဆိုတာကိုပို့သဘောပေါက်လေပါပဲပညာဆိုတာကျွန်းတကျွန်းနဲ့တူတယ်ကျွန်းကြီးလာလေပင်လယ်နဲ့ထိတွေ့တဲ့ area ပိုကျဲလာလေပါပဲဒါကြောင့်ငါအကုန်သိတယ်လို့ထင်နေတော့ sorry ပဲနော်တင်ကလက်ဖက်ဆိုင်ဆရာကြီးဖြစ်နေပြီနံပါတ်4 The Productivity Paradox တနေ့ကို14နာရီအလုပ်လုပ်တဲ့သူနဲ့4နာရီအလုပ်လုပ်တဲ့သူဘယ်သူပိုပြီးအလုပ်ပြီးလဲဆိုရင်အဖြေက4နာရီသမားဖြစ်နေတတ်တယ်ဒီ paradox ကအချိန်ကြာလုပ်တိုင်းအလုပ်ပိုပြီးတာမဟုတ်ဘူးနော်မထက်တဲ့ဓာတ်နဲ့6နာရီလုံးတစ်ပင်ခုန်နေမလား4နာရီလောက်ဓာတ်သွေးပြီး2နာရီနဲ့အပြတ်ခုန်မလားကွန်ပျူတာရှိမှထိုင်ပြီး Facebook ပို့လိုက်အလုပ်လုပ်လိုက်လုပ်နေတာကဒါမသွေးပဲတစ်ပင်ခုန်နေတာပဲနည်းနည်းလို့ဒါပေမဲ့ထိရောက်လို့ဆိုတာပေါ့နံပါတ်5 The Speed Paradox Formula 1ကားပြိုင်ပွဲမှာဘိန်းလဲတဲ့သူတွေကိုကြည့်ဘူးလားသူတို့လှုပ်ရှားတာအရင်ငိမ့်နေနော်ပြမနေဘူးဒီ paradox ကမြန်ချင်းနှိရမယ်တမျိုးမထင်နဲ့နော် slow is small is fast ချောမွေ့ဖြစ်ချင်တာကိုပြောတာပါမနဲ့အိယာထားနောက်ကြလို့အင်ကြီးကျဲသည့်အမြန်တက်ဘူးလားပြနေတော့လွဲကုန်းရောနဲ့ပြန်ဖြုတ်ပြန်ထလိုက်နဲ့ပိုကြသွားပြန်ရောလောကကြီးမှာဖြတ်လန်းမရှိဘူးဖြည်းဖြည်းနဲ့မှန်သွားတာကအမြန်ဆုံးနီးလန်းမှာပဲနံပါတ်6 The Money Paradox ပတ်စံလူချင်းဘာလို့ရမလဲပတ်စံနောက်ကိုလိုက်ရမလား no မဟုတ်ဘူးနော်ဒီ paradox ကပတ်စံနောက်ကိုလိုက်လေပတ်စံနဲ့ပိုဝေးလေးပါပဲလေးပြဖမ်းတယ်လို့ပေါ့ပိုက်ကိုနဲ့လိုက်ဖမ်းရင်လေးပြလေးတွေလန့်ပြေးမယ်ပန်းရင်လှလှလေးစိုက်လိုက်ရင်လေးပြလေးတွေလိုရောက်လာပါလိမ့်မယ်ပတ်စံဆိုတာကလည်းတင်ကလူတွေကိုတမိုးထားနိုင်မှရောက်လာတာပတ်စံကိုမချနဲ့ပြဿနာဖြေရှင်းနည်းကိုရှာပါပတ်စံသူ့ဘာသာလိုက်လာပါလိမ့်မယ်နံပါတ်9 The Failure Paradoxအောင်မြင်ခြင်းဆုံးနေမှုတွေကိုများများလက်ခံနိုင်ရမယ်ဒီ paradox ကဆုံးနေမှုများလေအောင်မြင်ဖို့နီးစပ်လေပါပဲမာရီယိုဂိမ်းဆော့တယ်လို့ပေါ့ပထမအဆင့်မှာချင်းနဲ့ပြုတ်ကျပြီးတည်သွားမှနောက်တစ်ခါအနာရောက်ရင်ခုံရမှန်သိတာလေတခါမှမသိဘူးတဲ့သူကတော့ဂိမ်းမဆော့တတ်တဲ့သူပဲရှိတယ်အဲ့ဒါကြောင့်အမားလုံးမှမကြောက်နဲ့အမားကတင်းရဆရာပါပဲနော်နံပါတ်10 The Hamlet Paradox စားတော့ဆိုင်ရောက်ရင်မီနူးကိုကြည့်ပြီးဘာစားရမှန်းမသိရွေးနေတာနိုင်ဝဲလောက်ကြဘူးလားဒါကို Hamlet Paradox လို့ခေါ်တဲ့တွေလုံးအားကြည့်ပြီးဘာမှမလုပ်ဖြစ်တော့တာပေါ့ Shakespeare ပြဆက်ထဲကမင်းသား Hamlet လို့ပေါ့ To be or not to be လုပ်ရမလားမလုပ်ရမလားတွေးရနေရင်အချိန်ကုန်ပြီးရှင်တွေစိုးသွားရောအကောင်းဆုံးဆုံးဖြတ်ချက်ကမှန်တော့ရွေးတာမဟုတ်ဘူးရွေးလိုက်ပြီးတော့မှမှန်အောင်လုပ်ယူတာနံပါတ်9 The Death Paradox တရားမှာကြောက်လားဒီ paradox ကတရားမယ်ဆိုတာကိုသိထားခြင်းကအသက်ရှင်ရတာကိုပိုပြောစေတယ်တဲ့အားလဲမှာခီးထွက်ကြတယ်လို့မျိုးပေါ့နောက်ဆုံးပြတ်မဲ့ရချိနေလို့ဒါကန့်ချီမာနေရတဲ့ရက်တွေကတမိုးရှိပြီးပြောဖို့ကောင်းနေတာဘရောမှပြန်စရာမလိုပဲထာဝရနေရမယ်ဆိုရင်ပြင်းစရာကြီးဖြစ်သွားမှာပေါ့တည်ချင်းတရားရှိလို့ဒါဒီနေ့မနေ့ခင်ရလှပနေတာပါနောက်ဆုံးတစ်ခုက The Talking Paradox လူချစ်လူခင်များချင်းဘာလို့ရမလဲစကားပြောကောင်းရမလားဟာတာတွေပြောတတ်ရမလားမဟုတ်ဘူးနော်ဒီ paradox ကစကားနဲ့လေစကားပြောကောင်းသူဖြစ်လေပါပဲလူတွေကကိုယ်ကြောင့်နားထောင်ပေးတဲ့သူရှစ်ဆုံးပဲလေ
ဒါကြောင့်ဖျားသခင်ကနားနှစ်ဖက်ပါဇက်တစ်ပေါက်ပဲပေးထားတာပေါ့နှစ်ဆနားထောင်ပြီးတစ်ဆပဲပြောဖို့လေစကားများရဲ့အမားပါမယ်နားထောင်ရင်ပညာရမယ်စကားတွေအများကြီးပြောရင်အမားတွေပါမှာစိုးတယ်ကဲဒီပါရာတော့10ခုထဲမှာဘယ်ချက်ကကိုဘွားနဲ့အကိုင်းညီဆုံးလဲတင်ရောဘယ်ပါရာတော့ကိုအကြိုက်ဆုံးလဲကိုမမရေးခဲ့ပြီးလို့ရပါတယ်နော်နောက်လေဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုတင်ပေးသွားမှာမို့ like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်အသစ်တင်တိုင်းသိနေဖို့ notification ဘဲလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်အားလုံးပဲအေးချမ်းသာယာပျော်ရွှင်ကြပါစေနော် See you next time. Ta-ta!